Hola todos ဒီနေ့မှာတော့တင်လဲကရိယာရှိခြင်းများကရိယာလို့ခေါ်နိုင်ပါတယ် Okay ဥပမာလေးနဲ့ yo tengo un libro ငါမှာစာအုပ်တော့ရှိတယ် Tú tienes un libro မင်းမှာစာအုပ်တော့ရှိတယ်နောက်တစ်မျိုးကအသက်အရွယ်ကိုဖော်ပြတဲ့အခါမှာလဲတင်လဲလို့သုံးပါတယ် Yo tengo 20 años ငါအသက်က20ရှိပါပြီ Yo tengo 20 años ငါအသက်က20ရှိပါပြီကဲနောက်တစ်မျိုးသုံးလို့ရတာကရုပ်ပိုင်းဆိုင်ရာစိတ်ခံစားမှုဆိုင်ရာတွေမှာလည်းသုံးပါတယ်ဥပမာ Yo tengo frío ငါအေးတယ်ချမ်းတယ်နောက်တစ်မျိုးက Yo tengo hambre ငါဗိုက်စားတယ်အဲ့လိုခြေနေမျိုးမှလည်းသုံးပါတယ်အလက်ချုပ်နေနဲ့တင်လဲကိရိယာ form ကတော့ Yo tengo ငါမှာရှိတယ် Tú tienes မဲမှာရှိတယ် Él tiene သူ့မှာရှိတယ် Ellos tienen သူတို့မှာရှိတယ် Nosotros tenemos ငါတို့မှာရှိတယ်ဒီလောက်ပါပဲ Ciao